ရုပ်ရှင်တဲ့ဗီဒီယိုတွေကလူတွေရဲ့နေ့တူကအတွေးခေါ်တဲ့အပြုအမူတွေပေါ်မှာဘယ်လောက်ထိလွှမ်းမိုးတက်ရောက်မှုရှိတယ်လို့ထင်တယ်အားလုံးမင်္ဂလာပါဒီတစ်ပတ်ရဲ့ဖြောပြေးကဏ္ဍတွေကဂျန်နာစီစဉ်မှာတော့စုမြတ်သူစာရဲ့ကြော်ရဲအောင်နဲ့ချိုပြုံးတို့ပါဝင်လာတဲ့ဒီလုံးဝအကန်ဆိုတဲ့ဇက်ကားကိုဂျန်နာရှူတော့ကနေပြီးတော့မှဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီဇက်ကားမှာဆိုရင်ဒီမင်းသမီးကယောက်ျားလေးလိုမျိုးသူကပြုမှုဝတ်စားဆင်ရင်တာကိုသဘောကျနှစ်သက်တဲ့သူအနေနဲ့ပုံဖော်ထားတာပေါ့နော်ဆိုတော့ဇက်ကားတစ်ခုလုံးကြည့်မယ်ဆိုလို့ရှိရင်တော့မင်းသားနဲ့မင်းသမီးနဲ့နှစ်ယောက်ကပြိုင်ဘက်တွေဖြစ်ပြီးတော့မှမင်းသားကမင်းသမီးကိုအနိုင်ယူလို့တဲ့စိတ်နဲ့ဒီအတင်းအဓမ္မတောင်းရမ်းပြီးတော့မှလက်ထပ်ယူလိုက်တယ်ဆိုတော့နောက်ဆုံးကြတော့မင်းသမီးကမိန်းကလေးပုံစံပြန်ဖြစ်ပြီးတော့မှပျော်ပျော်ရွှင်ရွှင်နဲ့အိမ်အောင်ရေးအဆင်ပြေသွားတဲ့ပုံစံနဲ့အဆုံးသတ်ထားတဲ့ဇက်ကားဖြစ်ပါတယ်ဆိုတော့ကျမတို့ပထမဦးဆုံးဇက်ဝင်ခန်းလေးကိုကြည့်ကြရအောင်နော်မင်းကိုမိန်းကလေးကိုလွတ်ပေးတာတိတ်တော့ရောင်းမတက်နဲ့နော်ရှင်းလားမင်းတို့နိုင်အားလုံးကအကုန်လုံးနိုင်တာမဟုတ်လားဟမ်မင်းငါ့အောင်ဘောလုံးနိုင်အောင်မကန်နိုင်မဲနဲ့ကွာမင်းငါတူတူပဲကွာဟာဒီဘောလုံးရှုံးတာငါကြောင့်မဟုတ်ဘူးသူ့ကြောင့်လေရှုံးတာမင်းကနေရာချင်းမင်းပြတ်တော့တက်သွားအောင်မနားလဲလားဟုတ်ကြလားမင်းကတူတယ်ဆိုစကားမပြောနဲ့ဒီမှာနော်လူတွေကြရင်ငါရှက်တယ်ဟာကဲနင်းနဲ့ကတူတယ်ဆိုနင်ငါလုံးနေရှောက်လုံးနေလားမင်းကဘာလို့မပြီးလို့ဟာဒီကနေတို့လေရွာတဲ့ငါတို့ကိုတုံးချူပြီးအောင်ဟဲ့တူတယ်ဆိုနေကြအောင်အိုင်အယူတွေလောက်တာဘာသမားဒီမလုံးနဲ့မလုံးနဲ့ပြောသမားကဲဟုတ်မင်းတို့ပိုးကြောင်ကြောင်နေဟုတ်ပါရဲ့ပေါ်တယ်ဆိုရင်ထားလိုက်ဒီတန်းမှာနင်းနဲ့ကလေဟိုကတောင်းဖင်ပြောင်ကြိုက်ပြီးပိုက်ချုပ်ကြီးရတာဆိုဒီဇက်ဝင်ခန်းကိုကြည့်မယ်ဆိုလို့ရှိရင်မင်းသမီးကဒီလိန်စိတ်ခံယူမှုကိုဘလို့ပဲခံယူဘလို့ပဲရှိယောက်ျားလေးနဲ့ဘလို့မှရှင်လို့မရတဲ့အကြောင်းကိုမင်းသားနေပြီးတော့မှပြိုင်ပြီးတော့မှလောက်ခိုင်းတာကိုတွေ့ရတယ်ပေါ့နော်ဘလို့ပဲအမျိုးသားလိုမျိုးပြုတ်မှုနေထိုင်ပါစေအမျိုးသမီးပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့အမျိုးသားတွေကိုမရှင်နိုင်ဘူးဆိုတဲ့ဒီကိုဝါဒလွမ်းမိုးတဲ့လူမှုပတ်ဝန်းကျင်ရဲ့အယိုးဆွဲနေတဲ့ဂျန်နာပုံစံသတ်မှတ်ချက်တွေဖြစ်ပါတယ်ဆိုတော့တကယ်တမ်းကျတော့ယောက်ျားဆန္ဒမိန်းမဆန္ဒဆိုတာကဒီကြားမဆိုတဲ့မွေးရပါလိန်ပေါ်မမူတည်ပါဘူးဆိုတော့လူတစ်ယောက်ချင်းစီရဲ့ဒီလိန်စိတ်ခံယူမှုနဲ့ပဲသက်ဆိုင်တယ်ပြီးတော့ဒီမင်းသားကပြိုင်မယ်လို့ပြောတဲ့အပြုတ်မှုတွေကဘသူပဲလှုပ်လူမြင်လို့မသိတော်တဲ့အပြုတ်မှုတွေဖြစ်တယ်ဆိုတော့ဒါတွေကကျမတို့ဖြောက်ဖြက်ရမယ်ရှီးရိုးဆွဲနေတဲ့ဂျန်နာသတ်မှတ်ချက်တစ်ခုပဲဖြစ်ပါတယ်ဆိုတော့နောက်ထပ်ဇက်ဝင်ခံလေးတစ်ခုကိုကျမတို့ထပ်ပြီးတော့မှကြည့်ကြရအောင်နော်ညင်ငါပြောတဲ့စကားကတော့ရှုပ်ရမယ်နေမခက်လေချိန်တိုင်းလေယူသားဝဲတော့လက်တော့လေယူသားဝဲဆိုတော့တော့မကြတဲ့ညာကလို့လေမင်းတို့တောင်းနေမယ်ဗျာကြောက်ကြောက်ယူချင်မဟုတ်ဗျာဟဲ့မယူလို့မရဘူးငါနင်းနဲ့အမြဲမနေနဲ့ငါတင်တော့နေအဲ့လိုဟိုမြောက်တင်မြောက်ပုံစံနဲ့ဘယ်လိုနေမလဲဟိုမြောက်ဒီမြောက်တဲ့စကားတော့အမေမပြောနဲ့တော့အဲ့ဒါဟိုကောင်စကားဟိုကောင်မဲကိုတင်ပေးတာဘယ်သူမှတင်ပေးထားတာမဟုတ်နေပုံစံကိုတင်ပြန်ကြည့်အောင်ငါမှသမီးလေးတရားမွေးထားပါတယ်အာမကောရတယ်ပြည်သူကိစ္စနဲ့တူတူကရှင်းနေရတာမေဟုတ်ဆိုဒီဇက်ဝင်ခန်းမှာဆိုလို့ရှိရင်လေဒီမင်းသမီးရဲ့အမေကိုယ်တိုင်ကလည်းသူ့သမီးကအိမ်အောင်ပြုတ်ပြီးသွားလို့ရှိရင်မိန်းမပုံစံပြောင်းလဲသွားမှာပါဆိုပြီးတော့မှအတင်းအိမ်အောင်ချခိုင်းတယ်ဆိုတော့အထူးသဖြင့်မိန်းမဆိုတာအချိန်တန်ရင်ယောက်ျားယူရမှာပဲမိန်းမလိုနေရမှာပဲဆိုတဲ့ဒီဂျန်နာပုံစံခွက်ကိုပို့ပြီးတော့မှအားကောင်းအောင်လို့အားပေးအားမြောက်လုပ်နေတဲ့ပုံစံတွေတွေ့ရတယ်ဆိုတော့နောက်ဆုံးမှာတော့ကိုဝန်ဆောင်သွားပြီးတော့မှအမျိုးသမီးလိုပြန်ဖြစ်သွားတာကိုပုံဖော်ထားတယ်ဆိုတော့ဒီအပြင်လူမှုပတ်ဝန်းကျင်မှာလည်းပဲအခုလိုမျိုးဒီအတွေးခေါ်အယူဆမားတွေကြောင့်မို့လို့ဒီအတင်းအဓမ္မအမျိုးသားတွေနဲ့အတူနေခိုင်းတာအိမ်အောင်ပြုတ်ခိုင်းတာပြီးတော့ဒီလိန်အကျန်းဖတ်တာတွေကိုလည်းတွေ့ရတယ်ဆိုတော့ကျမတို့အနေနဲ့သတိပြုရမှာကဒီမွေးရပါလိန်စိတ်ခံယူမှုနဲ့လိန်စိတ်တိမ်ညွတ်မှုလို့ပြောတဲ့အခါမှာသူတို့ကဘသူ့ကိုသဘောကျနှစ်သက်တယ်ဆိုတာတွေကကြောင်းလဲယူလို့မရဘူးတစ်ချိန်တည်းမှာပဲဒီအပြင်ဖြစ်ရာတွေကြောင့်မဟုတ်ပဲနဲ့သူတို့ရဲ့လိန်စိတ်ခံယူမှုနဲ့လိန်စိတ်တိမ်ညွတ်မှုတွေကအချိန်နဲ့အမျှပြောင်းလဲနေနိုင်တယ်။ဒါပေမဲ့အခုလိုမျိုးဒီလိုဇက်ကာတွေကနေတဆင်းမွေးရပါဒီဖြစ်တည်မှုတွေကိုပြောင်းလဲနိုင်တယ်ဆိုတဲ့အယူဆမားတွေကဒီလိန်စိတ်ခံယူမှုကွဲပြားသူတွေကိုကျမတို့လူမှုပတ်ဝန်းကျင်မှာခွဲခြားဆက်ဆံတာနဲ့အကြမ်းဖက်တာမျိုးတွေဖြစ်စီတတ်တယ်ဆိုတာကိုကျမတို့အနေနဲ့ကသတိပြုမိဖို့လိုအပ်ပါတယ်။ဆိုတော့အမှုပညာနဲ့မီဒီယာတွေကလူတွေရဲ့ဒီနေ့စဉ်အတွေးခေါ်နဲ့ဒီအပြုတ်မှုတွေပေါ်မှာအများကြီးလွှမ်းမိုးတက်ရောက်မှုရှိတယ်။ဒါကြောင့်မို့လို့ဒီ
ဒီလိုမျိုးလူမှုပတ်ဝန်းကျင်ကိုအကျိုးပြုစေတဲ့ပြီးတော့ကောင်းမွန်တဲ့တက်ရောက်မှုတွေရှိလာစေဖို့ရည်ရွယ်တဲ့အမှုပညာဖန်တီးမှုတွေပြီးတော့ပညာပေးဇာတ်လမ်းတွေကိုများများဖန်တီးပြီးတော့မှဒီမှားယွင်းနေတဲ့အတွေးခေါ်တွေကိုကြောက်ွယ်သွားအောင်လှုပ်ဆောင်ရမှာဖြစ်ပါတယ်ကျမတို့ကဒီလူဖွဲ့စည်းအသေးတစ်ခုကိုအတွေးသည့်အမြင်သည့်တွေနဲ့အခြေခံပြီးတော့မှဖွဲ့စည်းတည်ဆောက်ရမယ်အခုလိုကာလမျိုးမှာဆိုလို့ရှိရင်ဒီလိုမျိုးဂျန်ဒါမညီမျှမှုတွေပြီးတော့ဂျန်ဒါအခြေပြုခွဲခြားဆက်ဆံမှုတွေပြီးလို့ရှိရင်ဒီအကြမ်းဖက်မှုတွေလိမ်မိုင်းဆိုင်ရာထိပါနှောက်ယှက်မှုတွေဖြစ်စေတဲ့ဖျော်ဖြေရေးအစီအစဉ်တွေကိုသတိမူမိအောင်လို့ဒီကနေ့ဖျော်ဖြေရေးကဏ္ဍတွေကဂျန်ဒါအစီအစဉ်ကနေပြီးတော့မှအခုလိုမျိုးတင်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်ဒါမဲ့ပတ်မှာလည်းပဲဘယ်လိုမျိုးဆွေးနွေးသုံးသပ်ပေးသွားမလဲဆိုတာကိုစောင့်မျှော်ပေးကြပါဦးရှင်